Hello အားလုံးပဲမင်္ဂလာပါဒီနေ့ညနေမှာတော့ဖြူဖြူကကစုံဥတွေပေါ့နော်ဈေးကနေဝယ်လာတာအဲ့ဒါကစုံဥကအလုံးလေးတွေတိတ်တိတ်လေးတွေဆိုတော့လေဒီတိုင်းမှာမကြက်ကြက်စားမကောင်းတာနဲ့ဖြူဖြူကမုံလေးလှုပ်စားမယ်ပေါ့နော်အဲ့တော့ကစုံဥတွေကိုဖြူဖြူကဘယ်လိုလုပ်လဲဆိုတော့ကစုံဥတွေကိုပေါ့နော်တခြားသုံးစွန်းထည့်တယ်ပြီးလို့ရှိရင်ကျုပ်နှလုံးထည့်ပေါ့နော်ပြီးလို့ရှိရင်ဂျုံနဲ့ပေါ့နော်အဲ့ဒါလေးအားလုံးကိုဖြူဖြူကရောသမားနဲ့နေပြီးလို့ရှိရင်တော့ဒီလိုအပြားလေးတွေလုပ်ပြီးလို့ရှိရင်နှမ်းလေးကပ်ပြီးတော့ပေါ့နော်ကြော်ပါတယ်မီအေးအေးလေးနဲ့ပေါ့နော်မီအေးအေးလေးနဲ့ကြော်မှမုံသားအထဲထဲကလည်းကြက်ပြီးတော့ပူပူကျွတ်ကျွတ်ရွာလေးစားကောင်းမှာပေါ့နော်ပြီးတော့နှမ်းလေးတွေလည်းဖြူထားတာဆိုတော့နှမ်းလေးတွေလည်းကျွတ်မသွားအောင်ပေါ့နော်အဲ့တော့ဒီမုံလေးကိုကိုက်စားလိုက်မယ်ဆိုလို့ရှင်တော့နှမ်းနံမှုန့်မွေးကလေးနဲ့အရန်စားလို့ကောင်းမှာပဲဖြစ်ပါတယ်ကဲကျမမုံနေအများကြီးလှုပ်လိုက်တာပေါ့နော်ကစုံဥတွေကစားမယ်ဆိုပြီးတော့ပြုတ်လိုက်တာဒါပေမဲ့လုံးလေးတွေသေးတော့စားလို့မကောင်းပေါ့နော်အဲ့ဒါနဲ့ဒီလိုမုံပြားလေးတွေလှုပ်စားလိုက်တာလုံးဝအဆင်ပြေပါတယ်ကဲဒါကနောက်တအိုးပေါ့နော်ကျမ2အိုးတောင်ရတယ်ရှင်ကစုံမုံတွေလှုပ်လိုက်တာကဲစားပါလေဗိုက်စားတဲ့သူတွေစားရုံပဲနန်းကနှစ်ဖက်ကတ်လို့ရှင်တော့ပိုလှတယ်ပေါ့နော်ဒါပေမဲ့ဖြူဖြူကနှစ်ဖက်ပြီးမုံကကန်ရတာခက်တယ်ပထမပြော့နေတော့လေအဲ့တော့ကန်ရခက်တော့နှမ်းတစ်ဖက်ထဲပဲထည့်မိရပေါ့နော်မုံဒီလိုမုံပြားလေးတွေလုပ်ပြီးတော့ကြောရတာလွယ်တော့မလွယ်ဘူးစိတ်ရှည်ရတယ်ပေါ့နော်စိတ်တော်တော်ရှည်ရပါတယ်ကဲကျမမုံရဲ့အရာသာဘလို့နေလဲပေါ့နော်မြည်စမ်းကြည့်နေပါပြီမုံကကစုံဥမုံဖြစ်တဲ့အတွက်ကစုံဥစားသလိုပဲပေါ့နော်ကစုံဥစားသလိုပဲကြက်တော့ကြက်တယ်ရွရွလေးမနေဘူးပေါ့နော်တကယ်လို့ဒီနေရာမှာငပြောသီးနဲ့ဂျုံနဲ့ကြက်ဥနဲ့ဆိုလို့ရှင်တော့အရန်ရွအီပျော့ပျော့လေးမှုမွှေးလေးပေါ့နော်အရန်စားလို့ကောင်းတယ်အခုကကြတော့ကစုံဖြစ်တဲ့အတွက်နည်းနည်းတော့ကစုံဥရဲ့သဘောတရားအတိုင်းပဲပေါ့နော်သူကကြစ်တက်တော့နေတယ်ဒါပေမဲ့လည်းစားလို့ကောင်းပါတယ်ကဲဒါကကြတော့နောက်ဆုံးအိုးဆိုတော့ကျွန်မနောက်လှမ်းနေပြီပေါ့နော်နောက်ဟိုဘက်တစ်ဘက်လှမ်းပြီးလို့ရှင်တော့ဒါဒီအိုးလေးကလည်းချလို့ရပါပြီအားလုံးကိုကျေးဇူးတင်ပါတယ်ဘိုင်ဘိုင်ကဲစားဖို့ဆင်သင့်ဖြစ်ပါပြီရှင်